အိတ်ချင်လိုက်တာကွာဟာစော်နိုင်တော်ထိုးနေရမမောတတိရောက်လိုက်တာကွာနိုင်ရရတဲ့ရက်တွေရေထွက်ထားတယ်ရက်ပန်း365ရဲ့ဘာညာပေါ့ဗျာဒီလိုနဲ့ပဲမမနဲ့ရှိခဲ့တဲ့အမှတ်တရတွေကိုပြန်ပြောင်းစဉ်းစားမိတာပေါ့အချိန်တော့ကိုဘောကတက္ကသိုလ်ကျောင်းသားဖြစ်ပြီးတေးရလောက်တာနဲ့ရေခုန်တက်တဲ့အရွယ်ပေါ့အခုလေအိမ်နာတက်နေရင်ပန်းကလေးတစ်ပွင့်ကိုကိုချင်းမြတ်နိုးရတဲ့မိန်းကလေးစီတို့အချစ်တက်တဲ့အနေဖြင့်ပေးလိုက်တော့အခါထိုမိန်းကလေးသည်ရှစ်သေးများဖြာ၍နမ်းဆိုင်လိုက်တော့အခါဟာချီးစော်နေဟာဒီလိုနဲ့ကိစ္စပြီးလို့အတန်းနဲ့ပြန်ထိုင်နေတဲ့အချိန်မှာပဲကိုပကြီးတို့ရောက်လာကအပြင်သွားဖို့ခေါ်နေပေမဲ့လည်းစိတ်မပါဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ကိုပကြီးလည်းဘာဖြစ်လို့လဲလို့မေးကြည့်တော့ကျွန်တော်ဆိုလိုချင်တယ်ဗျာဒီကောင်ကတော့မစူးစမ်းတဲ့အရာတွေစူးစမ်းနေတာပါနောက်ပိုင်းကုမရတဲ့ယောဂတွေဖြစ်ပါတော့မယ်ဒါနဲ့ပဲကိုပကြီးတို့လည်း website ကနေစော်ချပေးပါတယ်ကိုကောင်လည်းသူကြိုက်တဲ့စော်လေးကိုတွေ့တာကဒိတ်ဖို့လုပ်ပါတယ်။ကိုရောက်တာဆိုင်မှာထိုင်းဆောင်နေနေစော်လေးကပဲတစ်ချက်ပွဲသားနဲ့လမ်းလျှောက်လာရင်းနဲ့ချောလဲသွားပါတယ်။ကိုကောင်ကလည်းကျွန်တော်လူရိုးလေးဆိုတော့ဘာပြောမှမတည်ပဲရှက်နေပါတယ်။ဒီချိန်မှာပဲကိုပကြီးကဒီကောင်ကငပေါ်လေးပလေးရလွယ်တယ်လို့ပြောပါတယ်။ပလေးရလွယ်တဲ့ကောင်လေးလားဟီဟီကိုကောင်ကတော့ကိုကိုပလေးမယ်မတည်ပဲနဲ့လွတ်ပြောနေပါတယ်။ဒါနဲ့ပဲဒီညသူ့တငယ်ချင်းပါတီသွားမယ်ဆိုပြီးစော်လေးကိုခေါ်လိုက်ပါတယ်။ညရောက်တော့ဖုန်းဆက်ကြည့်တော့ဘိုက်တီမူပြီးခေါင်းတွေအောင်နေဆိုပြီးပလေးသွားပါတယ်။ကိုကောင်လည်းသူ့တငယ်ချင်းတွေလောင်တာခံရင်းနဲ့ပဲညင်းညင်းနဲ့တောက်နေပါတယ်။မုံမုံနဲ့ပြန်လာရင်လမ်းမှာတွေ့တဲ့နေရာအော်ဆွဲနေတဲ့အချိန်လမ်းတရဲသုံးအောင်ရောက်လာကအနိုင်ကျင့်နေတဲ့အချိန်မှာပဲစူပါခဲလေးရောက်လာပြီးကဲတင်ပေးလိုက်ပါတယ်။ပြီးတော့ဂုံလုံးနဲ့ဝါဘူတီဘူးတွေဖြစ်ကုန်ပါတယ်။နောက်တည့်ရဲ့အကြောင်းရောက်တော့အင်ဂျယ်တီလေးရောက်လာတယ်ဆိုပြီးဆီယာစားသိနေတာနောက်နာယူကြည့်ပြီးအတိုင်းစင်းတာနဲ့ကြဲကြဲလေးရှိတဲ့စီကိုပြေးပါတယ်။ဒီချိန်မှာပဲကြဲကြဲလေးရောက်လာကလှပတဲ့အပြုံးလေးနဲ့တူဟာတစုံတုံဦးကတော့တတိရလိုက်တာဗျာ။အားလုံးကိုစီစိတ်ဦးတွေရင်းတွေကတိုးဝင်နေကြပြီးကြဲကြဲလေးကအားလုံးတန်းစီပေးကြပါဆိုတာကြောင့်အားလုံးလည်းတန်းစီလိုက်ပါတယ်။ဘာမှမလဲရှင်းဆိုတာကြောင့်ကိုကုံလည်းဖြစ်နိုင်ချစ်တွေမှခြင်းနဲ့ဆိုတာကြောင့်အားလုံးလည်းတွေ့ရနဲ့ကောက်ပေါက်ပါတယ်။ကိုကုံလည်းမျက်ခွက်ကိုစော့ရီမှန်းသွားပြီမဲ့ကြဲကြဲလေးကတီရှူးနဲ့တုပ်ဝေးတာကြောင့်ပြောမပြနိုင်တဲ့ပီတိတွေဖျားသွားတာပေါ့။ဒါနဲ့ပဲကိုကုံလည်းကုလို့မရတဲ့ယောဂါတွေစလာပါပြီ။လည်းဒီစိတ်အိတ်လည်းဒီစိတ်စားလည်းဒီစိတ်ဖြစ်နေပြီးတော့နေသေးတဲ့ချမောမလေးစားတာငါပြောပါကျွန်တော်ချစ်တဲ့ခဲတာကျွန်တော်သာတီးပါညာတိုင်းမှာကိုအိတ်ပြက်ခံပြီးမှန်းတာမနာလည်းငဲ့ညာပါအဲ့ချိန်မှာပဲဆရာရောက်လာပြီးတီးတာခံလိုက်ရပါတယ်ကိုယ်လည်း digital camera တစ်လုံးကိုအရေးကြနဲ့ဝယ်ယူပြီးကြဲကြဲလေးပုံမာမနီကပ်ပြည့်တဲ့အဒီဓာတ်ပုံမျိုးစုံနီးမျိုးစုံနဲ့ပို့ရိုက်ပါတယ်ပို့ရရင်းနဲ့ပဲကားနောက်ပါသွားပါတယ်မနေ့အိယာတော့စာရွက်လေးတွေ့တာနဲ့အချစ်တဝင်လာအထင်နဲ့ကြည့်လိုက်တော့တောက်ကျိုးနဲ့စစ်မှုထမ်းစာရွက်ကြီးဖြစ်နေရကြောင်းမျက်လုံးပြူးမျက်စက်ပြူးတွေဖြစ်သွားတာသူ့ရဲ့ဒယ်ဒီနဲ့မာမီကိုတော့မေးပါတယ်မင်းရဲ့ကုလို့မရတဲ့ယောဂတွေကိုတက်ထဲမှာပြောင်းအောင်တွားကုဆိုပြီးပြောတာပဲခံလိုက်ရပါတယ်ကိုပုံလည်းအချစ်ဇလန်လေးစမယ်မှမကြံသေးဘူးစစ်မှုထမ်းလိုက်နေတာကြောင့်ညစ်ကာသွားတော့နေပါတယ်ကိုပကြီးတို့ကလည်းမင်းရဲ့နောက်ဆုံးဆန္ဒကိုပြောဆိုတာကြောင့်အင်ဂျယ်လေးနဲ့တွဲချင်တယ်လို့ပြောလိုက်ပါတယ်ကိုပကြီးတို့လည်းဘလူတွေကြမ်းပေးလိုက်လဲတော့မသိပါဘူးကိုပုံလည်းအင်ဂျယ်လေးနဲ့တွားတူလို့ပြင်းနေပါပြီကိုရောက်တော့ကြောင်တောင်တွေလုံနေကအဲ့ချိန်မှာပဲတက်ချက်ရောက်လာကတာဝန်ချိန်မှာအိမ်လိုက်နေတယ်ဆိုပြီးကျင်းတာခံလိုက်ရပြီးဓာတ်ပုံတိမ့်သွားပါတယ်ဟေးလူအဲ့ဒါဘာလုပ်လဲလုံးမယ်နော်အဲ့ချိန်မှာပဲတစုံတမဲရရောက်လာကတိုက်ခိုက်တာခံလိုက်ရပါတယ်ခေါင်းစားတစ်ခါတည်းတီးသွားမှာတစုံတမဲရလည်းဓာတ်ပုံလေးကိုကြည့်ကပြန်ပြောင်းစဉ်းစားမိသွားပါတယ်ချေချေလေးကပြုံးချူချူနဲ့အလုပ်ကိုစူးစမ်းနေပါတယ်ကိုတော်တော်နဲ့ကွာအကောင်ကအတိုင်းပဲဒါနဲ့ပဲမနာလိုတဲ့စင်ဒရာညီမနှစ်ယောက်ကလည်းချေချေလေးကိုပုံစံပေးဖို့လုပ်ပါတယ်ခက်ကောင်မှတရှင်းဆိုပြတယ်ဟယ်လိုပါကိုကြီးတနေကုန်ပြလို့ထားတယ်ဟေးပါရဲ့ချောင်မြဘလို့မြဘေဘီစိတ်ကောက်လိုက်ရမလားချေချေလေးလည်းအခါခံလိုက်ရပါတယ်အိမ်ရောက်တော့ကီးဘုတ်ကိုလန်နဲ့ချောင်းနဲ့ရိုက်နေနေပဲနှစ်ခုခုကိုပြန်ပြောင်းစဉ်းစားမိသွားပါတယ်နှစ်ထပ်ဝင်းပြန်ပြောင်းစဉ်းစားတာလားဟာမိုးတွေတဲထန်စာရွာနေတဲ့အချိန်မှာစစ်သားတယောက်ကရဲဘော်အသိဖြစ်ပြီလားလို့မေးလိုက်ပါတယ်ထွက်လာတာကတော့ကြည်ကြည်လေးပါရဲမေဖြစ်ရမှာမဟုတ်လားဟာကြည်ကြည်လေးကတရှူတယောက်ဖြစ်ပြီးတော့တောင်ကိုကြီးအားမှာစစ်စင်ရေးရန်ပုံငွေတွေကိုအလဲသုံးစားလုပ်သွားတဲ့ရဲဘော်ကင်းကိုခြေအားခံပြီးအေးချင်းတွေကိုစုံစမ်းဖို့ရောက်လာတာပါနိုင်ငံတော်ကြီးအောင်မြင်ပါစေဆိုပြီးကားပေါ်ကခုံချလိုက်ပေမဲ့သူပဲခွေးကြကျသွားပါတယ်ကြည်ကြည်လေးကမြစ်ကိုဖြတ်ကူပြီးအဝါရောက်မိုးကလေးကိုချုံလာကဇလန်းစဟိုလူရန်ကား3ယောက်ဘုံတမနေတာမြင်ပြီးဝင်းကျင်းနဲ့ပဲရှောက်လာခဲ့ပါတယ်အိမ်တအိမ်ရဲ့ဘဲကိုတီးလိုက်တဲ့အခါမှာဦးလေးတယောက်ထွက်လာပြီးဘာလို့လဲလို့မေးတဲ့အခါမှာသူ့ရဲ့လှုပ်ဝက်စကားကိုထုတ်ပြောလိုက်ပါတယ်တုံးအောက်ကဖားပြားတဲ့ဖားပြားဖောင်းတဲ့ဖားဖောင်းဦးလေးကြီးကတကြားချက်တွေလှုပ်ရောက်ပြီးစကွေကိန်းကိုပို့ပါစတာပါဦးလေးကြီးကလည်းတရှိုးပါပဲညရောက်တော့တောက်ကြစားကြရင်းနဲ့ပဲဦးလေးကြီးကမဟုတ်ချူတွေရောက်ပြီးသမင်းစားအကြောင်းကိုစင်းတို့တွေတက်လို့ခက်ခဲကြောင်းကြီးနေပါတယ်ဒီလိုနဲ့အေးချင်းနေစီရောက်တော့လေတချင်းထပ်ပြီးစူခိုင်းပါတယ်မင်းမချစ်တဲ့လောကမှာကိုဘဝတိတ်ပင်မဲ့ဦးပြစ်ကားတွေတိမ်များနောက်တကောက်ဆုံးရှုံးရပါမှမရှိပါငါတယောက်တေထားလိုက်ပါကြဲကြဲလေးနဲ့ဘာသာဆိုင်ရှိမှရောင်းတော်မောင်းတော်လုပ်နေဂျိန်းစပွန်းလို့ဘာလို့နှစ်ကောင်ဝင်းရတာမို့ဝင်းပြီးနားထောင်လိုက်ပါတယ်
အိမ်ပြန်ရောက်တော့ရဲဘော်ခင်ကတစ္ဆာပေါက်တေးချတယ်ဆိုပြီးဦးလေးကြီးဆက်တယ်ရေးဆက်တောင်းဝင်မယ်လေနိုင်ငံတော်မရှင်တဲ့ဝမ်းစာအရေးကြီးတယ်ဆိုကဆက်တယ်ရေးဆက်ကြီးကိုရောင်းစားလိုက်ပြီလို့ပြောလိုက်ပါတယ်။ဒါနဲ့ပဲဘာသာဆိုင်မှာအလုပ်ဝင်ရင်းနဲ့ပဲစုံစမ်းပါတယ်။ website မှာသူ့ပုံတင်ထားတာဟာပူပီကြီးတို့မှတီးလိုက်ရတဲ့အခါပြန်ဖြတ်ဖို့သွားပြောပါတယ်။ပူပီကြီးတို့ကလည်းဘုံဘုံနဲ့ထိပ်ပြီးမှပြန်ဖြတ်မယ်လို့အချက်တိုင်းပါတယ်။ရဲနဲ့တိုင်မယ်လို့ပြောတော့ငါအဖေကရဲမှုကြီးဆိုပြီးရှောက်ဖော်ပါတယ်။ကြဲကြဲလေးလေးပြောများတယ်ဆိုလက်ခံလိုက်ရပါတယ်။ဒါနဲ့ပဲအစကိုဘုံနဲ့တိတ်ခဲ့တဲ့နေရာကိုရောက်လာပြီးဟိုပေါ်ကလည်းကြောင်တောင်တောင်တွေလှုပ်နေပါတယ်။အိမ်ရောက်တော့ရဲဘော်ခင်ကိစ္စကိုမေးလိုက်တော့ရဲဘော်ခင်အဖမ်းမခံရပြီမင်းအဖမ်းခံရလိမ့်မယ်လို့ဦးလေးကြီးကပြောပါတယ်။နောက်နေ့ရောက်တော့အေဂျယ်လေးကတရှူဆိုပြီးတတင်းစာမှာပါလာပါတယ်။တတင်းစာမှာပါလာလို့စိတ်ညစ်နေပါဆိုကိုဘောကစပိုင်ကားကြည့်မယ်ဆိုပြီးလုပ်နေပါတယ်။ကြဲကြဲလေးလည်းစိတ်ညစ်ညစ်နဲ့လိုက်သွားပါတယ်။စပိုင်ကားဆိုပေမဲ့လည်းတလွဲစပိုင်ကားကြီးဖြစ်နေလို့တိုင်းပက်နေပါတယ်။ဒီကောင်ကအကြံဆိုးကြီးနေပေါ့။ကြဲကြဲလေးကမွေးနေ့မှာဗဒေးပါတီလုံရင်ကကြခုံကြပါတယ်။ဇုံတွဲအကပြိုင်ပွဲဆိုတာကြောင့်နှစ်ယောက်လေးဝင်းကကြပါတယ်။ဟိုငပေါ်ကကြောင်တော်တော်တွေလုံနေပြီးကြဲကြဲလေးလည်းစိတ်မရှိတာနဲ့ဂျွန်းနှစ်ပတ်ထိုးပြလိုက်တော့အားလုံးလည်းပါဇက်အဟောင်းသားတွေဖြစ်ကုန်သွားပါတယ်။အိမ်ပြန်လမ်းမှာရဲဘော်ကင်းနဲ့တွေ့တာနဲ့လိုက်ဖယ်နောက်ဆုံးစလောင်းမုံပြန်နဲ့ဖမ်းမိသွားပါတယ်။ဒီဘက်မှာတော့ကိုဘောဟာအိမ်ထိသွားပြီးရောက်ကမလောင်ကြီးလုံနေတာရောက်ကမလောင်ကြီးတဘောချဖြစ်ဖို့အိမ်ဦးခဲမှာဥချတင်ငါထားပါမည်နေတိုင်းသုံးချိန်ဥချရှိခိုးကြောပါမည်ဆိုတာကြောင့်ပါးရီပဲလွတ်ရိုက်ခံလိုက်ရပါတယ်။ချေချေလေးနဲ့ဆေးလိမ့်ပြီးတော့ဟိုကောင်လည်းပေါက်ရမ်းပျော်သွားတာပေါ့ဗျာ။ဘုံမှာလောကကြီးမတရားဘူးဗျာပေါ်တော်တော်လှုပ်တာချင်းတူတူတော့ဒီကောင်ကြတော့စော်ချစ်တာခံရတယ်။ကိုကုန်းလည်းသူ့စိုးနေကြနှခမ်းဒီလေးကိုလက်ဆောင်ပေးလိုက်ပါတယ်။ဦးလေးသမီးလည်းပြန်ရောက်လာကကြကြလေးကိုမြင်သွားပြီးတော့စပိုင်ဆိုပြီးဖမ်းပြီးစုငွေထုတ်မယ်ဆိုတာကြောင့်ပြဿနာတက်ကကြကြလေးလည်းထွက်လာခဲ့လိုက်ပါတယ်။ဒါနဲ့ပဲကိုစီရောက်လာပါတယ်။ကိုပီကြီးတို့ကမြောက်ပေးပေမဲ့လည်းလူတင်းချိုင်းလေးဆိုတော့ဒီတိုင်းပဲအလားထိုင်းကြည့်နေလိုက်ပါတယ်။မနေ့ရောက်တော့ပြန်လိုက်ပို့ပြီးနဲ့မိုးရွာလာတော့ဆိုင်တဆိုင်ရှိမှဝင်ပြီးမိုးခိုပါတယ်။ဆိုင်လေးကိုပီကီဝင်းဝယ်နေတဲ့အချိန်မှာပဲကြကြလေးကနှခမ်းဆိုးနီကိုထားခဲ့ပြီးထွက်သွားပါတယ်။ရထားပေါ်ရောက်တော့ကလေးတစ်ယောက်လက်စောလိုက်တာနဲ့ကိုအတန်တွင်းထားတဲ့ကက်ဆက်လေးကိုနားထောင်လိုက်ရပါတယ်။အိမ်ပြန်ရောက်တော့လူမိုက်ကြီးရောက်နေတာနဲ့ဖြည့်ရှင်းပေးလိုက်ရပါတယ်။ညရောက်တော့အပြင်ခိုးတော့ဖို့လုပ်နေတဲ့အချိန်မှာပဲဦးလေးကြီးတွေးသားကသူကနင်းရဲ့အချီဦးမလားအဲ့ဒါဆိုဒါလေးစမ်းကြည့်စမ်းအချစ်ဆိုတာအလားလိုပဲရက်ပြီးရဒီလိုနဲ့ဘုံဘုံလဲစစ်မှုတန်းသွားပါတော့မယ်ဘော်လာတွေကိုနှုတ်ဆက်ရင်းနဲ့ပဲထွက်လာလိုက်ပါတယ်ဒီအချိန်မှာပဲကြကြလေးကနှုတ်ဆက်ဖို့ပြေးလာပါတယ်ကိုပီကြီးကလိုက်ပြောပေမဲ့၎င်းစားအဖီးလိုနေတာကြောင့်မကြားလိုက်ပါဘူးကြကြလေးလည်းဘလူရထားပေါ်ရောက်လာပေမဲ့မသိပေမဲ့တက်ဖို့တော့လိုက်ဖို့ပေးပါတယ်နှစ်ယောက်ကအလန်းတယ်နေနေပဲနန်းတော့မဲ့အချိန်မှာပဲစစ်သားတယောက်ဆွဲခေါ်သွားတာခံလိုက်ရပါတယ်ဒီချာပေါက်တနည်းနည်းပြန်တွေ့မယ်ဆိုပြီးဆွဲခေါ်ခံနေရနေပဲနှုတ်ဆက်နေပါတယ်ဒီလိုနဲ့ပဲပြန်ပြောင်းစဉ်းစားတာကိုရက်ပြီးတော့တစုံတမိတ်ကစကန်ထဲကိုခိုးနေသွားပါတယ်ဒါနဲ့ပဲဟိုကာလာနဂါကိုတွေ့သွားပြီးမျက်နှာဖုံးချွတ်လိုက်တဲ့အချိန်မှာကြဲကြဲလေးဖြစ်နေပါတယ်ုံလည်းအိယာမှနိုးပြီးတော့သွားတိုင်းမလို့လုံနေတဲ့အချိန်မှာပဲပါနှကန်းဒီကိုတွေ့တာကမှကြဲကြဲလေးသူ့ကြီးလာသွားတယ်ဆိုတာသိလိုက်ရပါတယ်သိချပါတယ်ဒီကောင်မျက်နှာတက်တော့မှမဟုတ်တော့ပါဘူးဒီလိုနဲ့ဇလန်းလေးလည်းပြီးဆုံးသွားပါတယ်ရာသာတို့အနေနဲ့ဒီလိုပေါ်တော်ရီကက်တွေကိုကြည့်ရတာသဘောကျတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe ပြုလုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျ